ပြည်နယ်ရှိပိုင်းမိုင်းမြို့နယ်ပြန်ဆိုင်နေပြည်သူ့ဆက်ဆံရေးစီဌာနလူထုအရှိပြုပို့ဌာန community center ခမနိုင်ယနေ့နံနက်ပိုင်းကလူငယ်ရေးရာတိပညာပေးတော့ရှုပ်ကိုပြုလုပ်ခြင်းပါရာဒုတိယစီမှုဒေါ်နံပါတ်နဲ့စံကျင်တော်ရုပ်တန်နော်နဲ့စီဖောင်းတို့ကယခုလိုဆွေးနွေးခကြပါတယ်ရှင်မင်္ဂလာပါအမရေမင်္ဂလာပါညီမရေဟုတ်ကဲ့ဒီကနေ့ပြုလုပ်မဲ့ top show နဲ့ဆွေးနွေးမဲ့အကြောင်းအရာကိုအမကပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါလူငယ်ရေးရာတိပညာပေး top show ဖြစ်ပါတယ်ဆွေးနွေးမဲ့အကြောင်းအရာကတော့လူစွမ်းအားအရင်အမြင့်ဖွံ့ဖြိုးတိုးတက်ရေးကျိုးပန်းဆောင်ရွက်ပေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ဤလောက၌တည်ဉာဏ်ပညာပြေဆုံးတော်သူများသည်အရာရာကိုချင့်ချိန်စဉ်းစားလောက်ကိုက်တာကြပြီးကောင်းကျိုးစီးပွားအဖျားဖျားတို့တိုးပွားလာကြပါတယ်ရှင်တည်ဉာဏ်ပညာသည်အကောင်ဆိုအကြောင်းအကျိုးတို့ကိုဝေဖန်ပိုင်းခြားသိနိုင်စွာရှိပါတယ်ရှင်မိမိတို့နိုင်ငံ၏နိုင်ငံရေးစီးပွားရေးကာကွယ်ရေးဟုသည့်အင်အားသုံးရတောင့်တင်ခိုင်မာစေရန်နိုင်ငံသားများ၏လူစွမ်းအားအရင်မြင့်ဖွံ့ဖြိုးတိုးတက်ရေးသည့်အရေးပါနေပါရရှင်နိုင်ငံတော်ကိုတည်ဆောက်ရာတွင်မျိုးဆက်သစ်လူငယ်များအပါအဝင်တနိုင်ငံလုံးရှိလူစွမ်းအားအရင်မြင့်ဖွံ့ဖြိုးတိုးတက်ရေးသည့်အဓိကကြသည့်အတွက်ပညာရေးကဏ္ဍကိုနိုင်ငံတကာအဆင့်မီမြင့်မားတိုးတက်အောင်ဆောင်ရွက်လက်ရှိနေပါရရှင်ဟုတ်ကဲ့ပါအမကဆက်လက်ဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါပညာရေးရည်မှန်းချက်များပေါမြောက်အောင်မြင်နိုင်ရဲ့အတွက်ဆရာဆရာမများကဆရာပီတာစွာအစဉ်လေးလာတင်ညူမှုကိုမျက်နှိုးတံဖိုးထားဆောင်ရွက်နေတူအစဉ်လေးလာတင်ညူနေတူဖြစ်တကယ်တော့မိမိတို့တပည့်များကိုလည်းအစဉ်လေးလာတင်ညူမှုကိုမျက်နှိုးတံဖိုးထားတူဘဝတစ်ချောင်းအစဉ်လေးလာတင်ညူနေတူများဖြစ်လာစေရန်ဆောင်ကြည့်ပေးနေတူများအဖြစ်ကြိုးပမ်းကြရမှာဖြစ်ပါတယ်မိမိတို့ကိုယ်ပိုင်အတိညာဖြင့်အမှန်ကိုခွဲခြားနိုင်ပြီးတော့တဦးနဲ့တဦးအမှန်တကယ်လိုအပ်ကြတူများဖြစ်ကြောင်းသိမြင်လာစေရန်ပညာရေးကလမ်းပြပေးမှာဖြစ်ပါတယ်ပညာရေးဟာကဘာကြီးကိုပြောင်းလဲပြစ်နိုင်ရန်အတုံးပြနိုင်တဲ့အစွမ်းထက်တော်လက်နက်ဖြစ်တယ်လို့ဆိုစကားတရက်ရှိပါတယ်တို့ဖြစ်ပါ၍နိုင်ငံသားများရဲ့လူစွမ်းအားအရင်မြင့်များဖွံ့ဖြိုးတိုးတက်စေရန်အတွက်ပညာရေးကဏ္ဍကတာဝန်ရှိသူများဟာမိမိတို့ရဲ့တာဝန်များကိုဆက်လက်ထမ်းပိုးတိုး၍ကြိုးပမ်းအကောင်အထည်ဖော်စေရှင်ကြောင်းဆွေးနွေးလိုက်ရပါတယ်ရှင်။စမကတော့ဝေဝေခိုင်ပါရှင်။